မျိုးသားတဦးဟာသူ့ရဲ့အယုတ်ကားလေးကိုမတော်တဆမြေပေါ်ပြုတ်ကျစေခဲ့ပါတယ်။အဲ့ဒီအခါမှာအယုတ်ကားလေးဟာချက်ချင်းဆိုသလိုစပိုင်ရှယ်ကားတစ်စီးဖြစ်ပြောင်းလဲသွားခဲ့တာကိုသူသတိထားမိခဲ့ပါတယ်။အစပိုင်းမှာတော့သူအိမ်မက်မက်နေတယ်လို့ထင်ခဲ့ပေမဲ့နောက်မှဒါဟာတကယ်ကားစစ်ဖြစ်နေတာကိုသိလိုက်ရပါတယ်။သူအရန်ကိုစိတ်လှုပ်ရှားသွားခဲ့ပါတယ်။တကယ်တော့3မိနစ်လောက်အလိုမှာအမျိုးသားဟာလက်စွပ်တကွင်းကိုတွေ့ရှိခဲ့ပြီးလက်မှာဝတ်ဆင်လိုက်တဲ့အခါသူ့ခန္ဓာကိုယ်ကနေရွှေရောင်လင်းတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကစားပြီးဘာမှအသုံးမဝင်တော့တဲ့အရာတွေကိုတန်ဖိုးရှိတဲ့အရာတွေဖြစ်ပြောင်းလဲပေးနိုင်တဲ့စူပါပါဝါကိုသူရရှိသွားခဲ့ပါတယ်။ဒီစွမ်းအားကိုစမ်းသပ်ဖို့အတွက်သူဟာစုပ်ပြဲနေတဲ့ပန်းချီကားတစ်ချက်ကိုလက်နဲ့ထိလိုက်တဲ့အခါပန်းချီကားဟာတန်ဖိုးကြီးရှေးဟောင်းပန်းချီကားတစ်ချက်ဖြစ်သွားခဲ့ပါတယ်။နောက်ပြီးကွဲနေတဲ့ပန်းအိုးတစ်လုံးကိုထပ်မံထိတွေ့လိုက်တဲ့အခါပန်းအိုးကလည်းပြန်လဲကောင်းမွန်လာခဲ့ပါတယ်။တစ်ချိန်မှာအမျိုးသားကလက်ကောက်တကွင်းကိုတန်ဖိုးရှိတဲ့အရာတစ်ခုအဖြစ်ပြောင်းလဲဖို့ကြိုးစားခဲ့ရင်မဲ့သူ့ရဲ့စူပါပါဝါဟာအလုံးမဖြစ်တော့ပါဘူး။အဲ့ဒီအခါမှာတော့ဒီစွမ်းအားကိုတနေ့တာမှာ3ချိန်တာသုံးနိုင်တယ်ဆိုတာသူသိလိုက်ရပါတယ်။အဲ့ဒီနောက်သူဟာသူ့ရဲ့ရှေးဟောင်းပစ္စည်းတွေကိုတန်ဖိုးဖြတ်ဖို့အတွက်ရှေးဟောင်းပစ္စည်းရောင်းဆိုင်ကိုကားမောင်းသွားခဲ့ပါတယ်။ပထမပိုင်ရှင်ကပန်းချီကားကိုတန်ဖိုးရဲ့ပန်းချီကားဖြစ်အတိအမှတ်ပြုခဲ့ရင်မဲ့ဒါဟာအတုဖြစ်ပြီးအများဆုံးဒေါ်လာ1000လောက်ပဲတန်တယ်လို့ပြောခဲ့ပါတယ်။အမျိုးသားကဒီဈေးနှုန်းကိုနည်းတယ်လို့ယူဆတဲ့အတွက်ပိုင်ရှင်ကဒေါ်လာ2000အထိတိုးပေးခဲ့ပါတယ်။အမျိုးသားကသူ့ကိုလိမ်နေတယ်လို့ထင်တာကြောင့်မယောင်းမဲထွက်လာခဲ့ပါတယ်။နောက်ထပ်ပိုင်ရှင်တဦးစီကိုဈေးနှုန်းမင်းမြန်းဖို့သွားခဲ့ပါတယ်။ဒီပိုင်ရှင်ဟာရှေးဟောင်းပစ္စည်းတွေအကြောင်းကောင်းကောင်းသိသူဖြစ်ပြီးအမျိုးသားကိုတိုးတိုးလေးကပြောခဲ့ရမှာဒေါ်လာ1သိန်းပေးဖို့အသင့်ရှိတယ်လို့ပြောခဲ့ပါတယ်။အမျိုးသားရောက်တော့မဲ့အချိန်မှာချမ်းသာတဲ့အမျိုးသမီးတဦးရောက်လာပြီးဒေါ်လာ10သိန်းပေးမယ်လို့ပြောခဲ့ပါတယ်။အမျိုးသမီးကပန်းချီကားကိုတေချာကြည့်ပြီးဒါဟာတကယ်တန်ဖိုးရဲ့လက်ရစစ်ဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအခါအမျိုးသားကပန်းအိုးကိုထုတ်ပြီးအမျိုးသမီးကိုလိုချင်လားလို့မေးခဲ့ပါတယ်။ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတဦးရောက်လာပြီးပန်းအိုးကိုတေချာစစ်ဆေးခဲ့ပါတယ်။ဒါဟာအပြာနဲ့အဖြူရောင်ကျွေးတဲ့ပန်းအိုးဖြစ်ပြီးအနည်းဆုံးဒေါ်လာ10သိန်းတန်ဖိုးရှိတယ်လို့သူကယုံကြည်စွာပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့အမျိုးသမီးကအမျိုးသားရဲ့ရှေးဟောင်းပစ္စည်းနှစ်ခုကိုဒေါ်လာ30နဲ့ဝယ်ယူသွားခဲ့ပါတယ်။